ဒီနေ့ပိုင်းမှာကိုနိုဟာကိုရောက်လာကြပြီမဲ့ကြောက်တုံးမျက်နှာတွေက၄ခုပဲရှိနေရဲ့ပြင်ရွာကလည်းခင်မီတိုးတက်မှုမရှိသေးရကြောင်းဥရရှိကီကနယ်ယူတိုရဲ့ကလေးဘွားကိုလာပြီးကိုမီချာကိုရာယူဖို့စူးစမ်းနေရမှန်းသိသွားကြပါတယ်။ဒါပေမဲ့သူတို့ရဲ့တိုက်ခိုက်မှုကြောင့်လွှင့်စင်လာရဲ့အတွက်ဥရရှိကီတတ်မှတ်ထားတဲ့အချိန်ကိုမဟုတ်ပဲအဲ့ထက်ရက်စောပြီးရောက်လာခဲ့တာဖြစ်လို့ဥရရှိကီကတော့နောက်ထပ်ရက်အနည်းငယ်လောက်ကြာမှရောက်လာတော့မှဖြစ်ပါတယ်။အဲ့ဒါကြောင့်ငယ်ရွယ်ပြီးအားနည်းနေတဲ့နယ်ယူတိုကိုဥရရှိကီမရောက်ခင်ကြိုတင်ကာကွယ်ဖို့တွေးလိုက်ပြီးမဲ့အနာဂတ်ကလူတွေကအတိတ်ကိုရောက်လာတဲ့အချိန်မှာကိုနဲ့ရင်းနှီးရဲ့သူတွေကိုတက်နိုင်တဲ့လောက်ရှောင်ရှားရမှာဖြစ်ပြီးအဲ့လိုမဟုတ်ပဲအမှားတေးသေးလေးလှုပ်လိုက်မိရင်တော့အနာဂတ်မှာဖြစ်နေတဲ့အရာတွေအားလုံးကပျောက်ကွယ်ပြီး reality အသစ်တစ်ခုအဖြစ်ပြောင်းလဲသွားမှာဖြစ်တဲ့အကြောင်းခါရာဆုကီကပြပြလိုက်ပါတယ်သူတို့ကသတိမထားပဲလှုပ်လိုက်မိမယ်ဆိုရင်လူပုဂ္ဂိုလ်ဒါမှမဟုတ်အရာဝတ္ထုတစ်ခုကအနာဂတ်မှာလုံးဝမရှိခဲ့သလိုပျောက်ကွယ်သွားမှာဖြစ်ပြီးနယ်ယူတိုတာတစ်ခုခုဖြစ်သွားမယ်ဆိုရင်လေဘော်ရူတိုဆိုတာဘယ်တော့မှမွေးမလာတဲ့အခြေအနေကိုရောက်ရှိသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်သူတို့ကကိုနိုဟာခေါင်းစည်းတွေမဝေဖဲပုံမှန်အရက်သားတွေလိုရုပ်ပြက်လာခဲ့ကြပြီးခါရာဆုကီလိတ်ကလည်းအချိန်တစ်ခုကူပြောင်းပြီးချာကိုရာကုံသွားတဲ့ကြောင့်လောလောဆယ်အနားယူပြီးအိတ်နေရတော့မှာဖြစ်ပါတယ်နိုင်ငံရွေးလို့ရတဲ့ VPN လေးခန်းကြည့်ပေးခြင်းဖြင့်ကျွန်တော်ဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုလုပ်တဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုခြင်းပါတယ်ဒီဘက်ခေတ်မှာဘော်ရူတိုအရန်ကြိုက်တဲ့ဟမ်ဘာဂါတော့မရောင်းသေးပေမဲ့အီချီရာကူလို့ခေါ်တဲ့ရာမန်ဆိုင်တေးသေးလေးရှိနေပြီးသူတို့ဆက်လျှောက်လာတဲ့အချိန်မှာတော့ဆာကူရာကိုတွေ့လိုက်ရပါတယ်ဘော်ရူတိုကသူ့အဖေရှိတဲ့နေရာကိုသွားမေးဖို့လုပ်နေရကြောင်းခါရာဆုကီပြောတဲ့စကားကိုမမေးဖို့ဆာစကေကသတိပေးနေတဲ့အချိန်မှာပဲဆာကူရာကအနားရောက်လာတဲ့အကြောင်းလှည့်ထွက်လာခဲ့လိုက်ပါတယ်နယ်ယူတိုကိုရှာတွေ့ရင်တော့ဖြစ်နိုင်ရင်အဝေးရပဲစောက်ရှောက်ရမှာဖြစ်တဲ့အကြောင်းပြောနေတဲ့အချိန်မှာပဲဘော်ရူတိုကပြေးလာတဲ့တယောက်ယောက်နဲ့တက်မိသွားပါတယ်အဲ့ဒါကတော့ဒီဘက်ခေတ်နင်ညာလောကရဲ့အတုံးတကထုတ်ကောင်သူ့အဖေဥစမကီနယ်ယူတိုဖြစ်နေခဲ့ပြီးဘော်ရူတိုကလည်းရုတ်တရက်အဖေလို့သွားခေါ်နေမိခဲ့တာဖြစ်ပါတယ်မှန်လဲမကဲမှာတော့ legendary shinobi စနစ်တယောက်ဖြစ်တဲ့ဂျီဝါရီရဲ့ဆာမာကအသေးအတန်ပြေးလာတာကိုမြင်လိုက်ရပြီးဘော်ရူတိုလက်ထဲကိုပါမှန်မြောင်းထည့်ပေးကဆရာတပည့်နှစ်ယောက်ကလစ်သွားကြပါတယ်အဲ့အခါကျမှနောက်ကလဲလာတဲ့သူတွေကရေချိုးကန်အဖြစ်ပြီးလူကြီးတယောက်နဲ့သပင်ဝါနဲ့ကလေးတယောက်ကမိန်းကလေးရေချိုးကန်ကိုထောက်ကြည့်နေခဲ့တာဖြစ်တဲ့အကြောင်းနဲ့လက်ထဲကမှန်မြောင်းကြောင့်လည်းဘလုံးမှရှင်းပြလို့မရတော့ပဲဖြစ်နေခဲ့ပါတယ်ဝတ္ထုရေးဖို့အတွက်အဲ့လိုမျိုးကုန်ကျန်းလိုက်ရှာနေခဲ့တဲ့နှာဘူးဆရာကြီးနဲ့နယ်ယူတိုရဲ့အနာကိုတော့မကြသေးခင်ရမှာဟိုကာကဲဖြစ်လာတဲ့ရွာရဲ့9ယောက်မြောက်ဟိုကာကဲဆွနာတဲ့ရောက်လာပြီးတီးပေးလိုက်ပါတယ်ဘော်ရူတိုနဲ့ဆာစကေကတော့သူတို့ကချောင်းကြီးရဲ့သူတွေမဟုတ်တဲ့ပြင်ဒီရွာကမဟုတ်ပဲနယ်လက်ခီးသွားဖျော်ပြတဲ့သူတွေဖြစ်ကြပြီးရှင်နိုဘီရဲ့လိုကျွမ်းကျင်မှုတော့မရှိပေမဲ့သူတို့တက်တဲ့နင်ဂျူစုတေးသေးလေးတွေနဲ့လူတွေကိုဖျော်ပြတာဖြစ်တဲ့အကြောင်းဆာစကေကရှင်းပြလိုက်ပါတယ်ဒါပေမဲ့ရွာမှာကဂန်နင်းတယောက်ရွာကနေထွက်ပြေးသွားတဲ့အတွက်မတိမငြိမ်ဖြစ်နေတဲ့ကာလဖြစ်တာကြောင့်အပြင်လူဖြစ်တဲ့ဘော်ရူတိုတို့ကိုစောင့်ကြည့်ဖို့ဂျီဝါရီယာနဲ့နယ်ယူတိုကိုတာဝန်ပေးခဲ့လိုက်ပါတယ်နှစ်ယောက်လုံးကလက်မခံခြင်းပဲဖြစ်နေကြရကြောင်းအထာနဲ့တဲ့ဘော်ရူတိုကဆက်စီဂျူစုကိုတုံးပြလိုက်တဲ့အတွက်ချက်ချင်း okay ဖြစ်သွားခဲ့ပါတယ်နယ်ယူတိုကလည်းသူ့လိုဆက်စီဂျူစုတုံးနိုင်တဲ့ကောင်လေးကိုနည်းနည်းတော့သဘောကျသွားခဲ့ပေမဲ့သူ့ရဲ့လေ့ကျင့်ချိန်နည်းသွားမှကြောင့်လည်းလက်မခံနိုင်ဖြစ်နေတဲ့အတွက်သူငငယ်တော့လိုမျိုးအမေကိုနာခံတတ်ဖို့ဂျီဝါရီယာကပြပြလိုက်တာကြောင့်ဒီစကားကိုတနေရာမှာကြားမှုတာကိုဘော်ရူတိုကလည်းသတိရသွားခဲ့ပါတယ်ဂျီဝါရီယာကတော့လမ်းမှာတွေ့သမျှဆော့လေးတွေရဲ့ပါချခံရတာတောင်မှမမှတ်သေးပဲဘော်ရူတိုတို့နှစ်ယောက်ကိုတေချာစောင့်ကြည့်ထားဖို့ပြောလိုက်ပြီးသူကတော့ကုန်ငင်းရှာဖို့ထွက်သွားခဲ့ပါတယ်ဆာစကေကတော့ဆာကူရာကိုမြင်တာနဲ့ရှောင်နေခဲ့ပြီးဘော်ရူတိုကတော့နယ်ယူတိုရဲ့အနာကနေမခွာဖို့သတိပေးသွားခဲ့ပါတယ်ဆာကူရာကလည်းဘော်ရူတိုကနယ်ယူတိုနဲ့တူတူလိုရှိတဲ့အကြောင်းပြောပေမဲ့အနာဂတ်ရဲ့သားဖနှစ်ယောက်ကတော့တစ်ဆက်လေးမှမတူတဲ့အကြောင်းမျက်ခွက်တရုပ်ထဲနဲ့ဗျိုင်းတူပြန်ပြောလိုက်ကြပါတယ်ဆာကူရာဒေါသထွက်တဲ့အချိန်မှာလည်းဆာရတာနဲ့တပုံသေးဖြစ်နေပြီးအဲ့အချိန်ကျမှနယ်ယူတိုကနောက်တစ်ယောက်ပျောက်နေမှသတိထားမိသွားပါတယ်စပင်ဝါနဲ့တောက်ကလေးနှစ်ကောင်ကတော့ဇယိုက်တူအချင်းတူတဲ့အတိုင်းတယောက်နဲ့တယောက်ကိုက်နေကြပေမဲ့ဆာကူရာပြန်သွားတဲ့အချိန်မှာတော့တယောက်တည်းထားခဲ့လို့လည်းမရတဲ့အတွက်နယ်ယူတိုကသူ့ရဲ့အိမ်ကိုခေါ်လာခဲ့လိုက်ရပါတယ်အဲ့အချိန်ကျမှဘော်ရူတိုကနယ်ယူတိုရဲ့ကလေးဘွားအိမ်ကိုရောက်ဖူးသွားခဲ့ပြီးမိဘတွေကဘယ်သူမှန်းတော့မသိပဲတယောက်တည်းနေရတဲ့ဆိုတာတကယ်ဖြစ်တဲ့အကြောင်းသိသွားခဲ့ပါတယ်ညစာကလည်းနယ်ယူတိုရဲ့အကြိုက်ဆုံးတဲ့တခုတည်းသောအသစ်စားခောက်ဆွဲမှုတွေဖြစ်ပြီးသူ့အဖေရဲ့ရာမန်ကြိုက်တဲ့ပုံကငငယ်ရနဲ့တယောက်တည်းဆိုတာဘော်ရူတိုကသိသွားခဲ့ပါတယ်ညဘက်အိတ်တဲ့အချိန်မှာတော့နယ်ယူတိုကဘော်ရူတိုရဲ့အဖေအကြောင်းကိုဆက်စုနေတဲ့အတွက်သူ့အဖေကလူတိုင်းမိခိုရတဲ့အရန်စွမ်းတဲ့သူတယောက်ဖြစ်ပေမဲ့အလုပ်အရန်များပြီးအိမ်မြန်လာလေးမရှိပဲသူညမလေးရဲ့မွေးနေ့မှာတော့မွေးနေ့ကိတ်ကိုပျက်စီးအောင်လုပ်ခဲ့တဲ့အတုံးမကျတဲ့အဖေဖြစ်တဲ့အကြောင်းပေါ်တင်အတင်းတုပ်ပေးလိုက်ပါတယ်နယ်ယူတိုကလည်းဘော်ရူတိုရဲ့အဖေအကြောင်းနားထောင်ရတာကိုသဘောကျနေခဲ့ပြီးဘလို့ပဲအတုံးမကျတဲ့သူဖြစ်ဖြစ်သူ့ကိုတော့မမုန်းမလားလို့မေးခဲ့လိုက်ပါတယ်နောက်နေ့မှလည်းမနက်စာကထုံးစံအတိုင်းရာမန်ပဲဖြစ်နေရကြောင်းဘော်ရူတိုကညင်းဝင်လာတဲ့အတွက်အဆက်ကြိုက်တဲ့သူပြီးအတင်စားရာမန်တွေကိုငရုတ်စီနဲ့ခရမ်းကြီးနီ sauce တွေရောမွေလိုက်ပါတယ်အရသာကဆက်ပြီးမဲ့စားလို့ကောင်းနေခဲ့ပြီးရွာမှာခါခါရှိရလည်းမရှိသေးရကြောင်းအဖွဲလိုက်တာဝန်တွေမရှိတဲ့နယ်ယူတိုကသူတို့ခေတ်ကိုနိုဟာရွာတွေကိုလိုက်ပြပေးခဲ့ပါတယ်ဘော်ရူတိုကတော့ဆာစကေရဲ့ကလေးဘွားကိုတွေ့ဘူးချင်တာကြောင့်အဖွဲသားတွေအကုန်လုံးနဲ့မိတ်ဆက်ပေးဖို့ပြောပေမဲ့တခြားတစ်ယောက်ကရွာမှာမရှိသေးဘူးလို့ပဲနယ်ယူတိုကပြောပြလိုက်ပါတယ်အဲ့အချိန်မှာပေါက်စတီတကောင်ကသူတို့နားကိုရောက်လာခဲ့ပြီးသူ့ကိုယ်သူတတိယမြောက်ဟိုကာကဲရဲ့မြေနယ်ယူတိုရဲ့ပြိုင်ဘက်ဟိုကာကဲဖြစ်လာမယ်သူလို့ပြောနေရကြောင်းအဲ့ဒီပေါက်စတီကသူ့ကိုယ်ကိုနိုဟာမာရုဆိုတာဘော်ရူတိုကသိသွားခဲ့ပါတယ်တွေ့ချင်းဆက်စီဂျူစုကိုပြိုင်နေရတာကြောင့်ကိုနိုဟာမာရုပေါက်စတီထက်တော့သူ့ရဲ့ဆက်စီဂျူစုကအများကြီးပိုစွမ်းတဲ့အကြောင်းဘော်ရူတိုပြောနေတဲ့အချိန်မှာပဲဆာကူရာရဲ့လက်တီးတစ်ချက်ကသူ့အဖေမျက်နှာနဲ့ကွက်တိကျသွားတာကိုမြင်လိုက်ရပါတယ်အဲ့အချိန်ဒေါသထွက်နေတဲ့ဆာကူရာကိုဟီနာတာလေးကရက်ဖို့လာတာရဲ့အတွက်ဘော်ရူတိုကသူ့အမေကိုပါမြင်လိုက်ရပြီးအတိတ်ကအမေကလက်ရှိအမေနဲ့လုံးဝတခြားစီပဲဆိုတာသိသွားခဲ့ပါတယ်အဲ့ဒါပြင်နယ်ယူတိုကကျေးဇူးတင်ပါတယ်လို့ပြောနေတဲ့အတွက်မျက်နှာကြီးหนีသွားတဲ့သူ့အမေနဲ့အဲ့ဒါကိုတော့နားမလဲတဲ့သူ့အဖေကိုကြည့်ပြီးဒီဘက်ခေတ်သားတော်မောင်ကကိုစားရှက်ပေးနေခဲ့ရပါတယ်အဲ့အချိန်မှာပဲအနာဂတ်မှာမရှိတော့တဲ့သူ့ဦးလေးနဲကြီးကိုပါတွေ့လိုက်ရပြီးမတ်တယ်နဲ့တရုတ်တဲ့ Rock Lee ကိုပါတွေ့လိုက်ရပါတယ်ဆွနာတဲ့အားလက်နေရဲ့ဂန်နင်းတွေအကုန်လုံးကိုစုဝေးခိုင်းလိုက်တဲ့အတွက်ပြင်းနေတဲ့ဘော်ရူတိုနဲ့နယ်ယူတိုကပါလိုက်သွားကြပါတယ်လမ်းမှာတော့နယ်ယူတိုကရွာတွေကခါမီနာရီမွန်လို့ခေါ်တဲ့ရှင်နိုဘီတယောက်နဲ့ဝင်တိုင်းမိခဲ့တာကြောင့်ဘော်ရူတိုကတော့အခုလိုအရေးကြီးတဲ့ပစ္စည်းတွေကိုတတရရနဲ့တည်ယူပို့ဆောင်နိုင်မှုမိုးကြိုးရထားတာရှိရင်ကောင်းမှာပဲလို့လှုပ်ကနေပြောလိုက်မိပါတယ်
လူတွေနဲ့ပစ္စည်းတွေကိုတည်ဆောင်နိုင်တဲ့ရင်အကြီးကြီးလို့ဘရိုတိုပြောသွားတဲ့စကားကိုရှင်နိုဘီလေးကာမီနာရီမွန်ကနစွန်နှပြကြားခဲ့လိုက်ရပြီးနေတိုကတော့ထုံးစံအတိုင်းတနေ့သူ့မျက်နှာကကိုနွားကြောက်တုံးကြီးတွေပေါ်မှာဟိုကာခဲအဖြစ်ရှိနေမှာဖြစ်တဲ့အကြောင်းဘရိုတိုကိုပြလိုက်ပါတယ်အဲဒါကြောင့်ပဲဘရိုတိုကသူ့အဖေရဲ့ငငယ်လေးကအိမ်မက်ဆိုတာကိုယုံကြည်သွားခဲ့ပြီးဖြစ်လာနိုင်ပါတယ်လို့ပဲပြန်ပြောလိုက်ပါတယ်ကန်နင်းတွေစုဝေးနေတဲ့နေရာမှာတော့သူ့အဖေရဲ့ငယ်ဘဝတငယ်ချင်းတွေအားလုံးနဲ့တူရှီကာတိုင်နဲ့တယောက်တည်းရှီကာမာရုကိုပါတွေ့လိုက်ရပြီးစွနာတဲ့ပေးလိုက်တဲ့တာဝန်ကတော့သူတို့ရောက်နေတဲ့ယောက်ျားလေးနဲ့မိန်းကလေးရေချိုးကန်းကိုတန်ရှင်းရေးလုပ်ခိုင်းလိုက်တာဖြစ်ပါတယ်ဟီနန်တာကလည်းဘရိုတိုကိုကြည့်ရင်းနဲ့နေတိုနဲ့တော်တော်လေးတူတဲ့အကြောင်းပြောပြလိုက်ပြီးတန်ရှင်းရေးစလုပ်ကြပြီမဲ့တယောက်တစ်ပေါက်နဲ့ထင်တယ်လို့ခရီးမတွင်တာကြောင့်ပဲနေတိုကရှယ်ဒိုကလုတ်9ယောက်လောက်ထုတ်ပြလိုက်တဲ့အတွက်သူ့အဖေကငငယ်လေးကကိုပါတိုင်းမှာဆာစကဲပြောသလိုတကယ်တော်တာပဲဆိုတာကိုဘရိုတိုကသိသွားခဲ့ပါတယ်တက်ကြွနေတဲ့နေတိုကြောတာမခံချင်တဲ့ခီပါကလည်းသူ့ကိုယ်သူအနာဂတ်ဟိုကာခဲလောက်လို့ပြောရင်းနဲ့ဝင်းဘလူးအဆွဲဂျူဆုနဲ့ပါတန်ရှင်းရေးလုပ်ပြလိုက်ပါတယ်ဒါပေမဲ့တငယ်ချင်းတွေကတော့ခီပါကသူ့အားချောင်းသလိုဘယ်သူမှအနာဂတ်ဟိုကာခဲလောက်လို့မျှော်လင့်နေသူမဟုတ်တဲ့ကြောင်ပြောပြလိုက်ကြပြီးရော့ကလီကလည်းရေချိုးကမ်းမှာတောင်ကီမီလောက်ထောင်လေ့ကျင့်ရေးစင်းနေရကိုမြင်လိုက်ရပါတယ်တားတော့မောင်ကိုအတော်လေးချစ်တဲ့နေတိုကလည်းရေပိုင်းနဲ့ထိုးပြီးဝါတာစတိုင်ဂျူဆုလိုပါအားချောင်းနေရကြောင်းအကုန်လုံးတယောက်တစ်ပေါက်နဲ့ဖျောက်တော့တွေတောက်လို့လည်းဖြစ်ကုန်ကြပါတယ်အဲ့လိုနဲ့တန်ရှင်းရေးမရှင်ပြီးသွားတဲ့အချိန်မှာတော့အကုန်လုံးပြန်လာကြပြီးရှင်နိုကဆက်ဆုနေရကြောင်းဘရိုတိုကသူ့ရဲ့ထန်ဂျူဆုကိုကြောင်းလို့နေရကဆရာတယောက်ကတင်ပေးခဲ့တာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဘရိုတိုရဲ့တက်ခိုက်ပုံနီးစနစ်ကမစိုးလာပေမဲ့လွဲနေတဲ့ရဲ့အတွက်သူ့ကိုတင်မေးရဲ့ဆရာကတော်တော်ပေါ်တီပတ်ဆနိုင်တဲ့အကြောင်းရှင်နိုကကိုအတင်းကိုပြန်တုံနေခဲ့ပါတယ်ဘရိုတိုကတေချာလေးသူ့ရဲ့စွမ်းရည်တွေကိုလေ့ကျင့်မယ်ဆိုရင်သူတို့လိုနီဂျာတယောက်ဖြစ်လာနိုင်တဲ့အကြောင်းနဲ့ရွာကထွက်သွားတဲ့သူတချို့လိုတော့ဖြက်လန်းနေမလိုက်တဲ့အကြောင်းလှုပ်ကနေပြောလိုက်မိပါတယ်အဲဒါကြောင့်အားလုံးသူတို့မိဘတွေအိမ်ပြန်သွားတဲ့အချိန်နေတိုကတော့တယောက်တည်းလမ်းဆက်လျှောက်သွားခဲ့ပြီးအဲ့ဒီညမှာတော့ဆာစကဲကဥရာရှိကီကိုရှာလို့မတွေ့သေးတဲ့အကြောင်းဘရိုတိုကိုလာပြောပြခဲ့ပါတယ်ဘရိုတိုကလည်းအတိတ်ကသူ့ဆီကဆာစကဲဘယ်ကိုသွားပြီးဘာတွေလုပ်နေလဲဆိုတာကိုသိကြပေမဲ့ဂန်နင်းတွေအားလုံးကတော့ဘာတစ်ခုမှမပြောပြကြပဲရွာကနေထွက်ပြေးသွားတဲ့ဂန်နင်းတယောက်ဆိုတာသူ့ဆီကဆာစကဲလားဆိုတဲ့အကြောင်းကိုမေးကြည့်ခဲ့ပါတယ်ဆာစကဲကတော့ရွေးစရာမရှိခဲ့လို့ပဲပြောပြလိုက်ပြီးသူတို့ကအနာဂတ်ကနေလာတဲ့သူတွေဖြစ်တဲ့အတွက်အတိတ်ကအကြောင်းတွေကိုစဉ်းစားမနေပဲနေတိုနဲ့ပဲအတူတူရှိနေဖို့မှားခဲ့လိုက်ပါတယ်အဲ့လိုနဲ့နောက်နေ့သူတို့၃ယောက်အတူတူရှိနေတဲ့အချိန်မှာအိုဆူဇူကီဥရာရှိကီရောက်လာခဲ့ပြီးနေတိုကိုဖမ်းဖို့လုပ်တဲ့အတွက်စတင်တိုက်ခိုက်ကြပါတယ်ဒါပေမဲ့သူတို့ကာကွယ်နေတဲ့ဂျာကာကိုဥရာရှိကီရဲ့ငမြန်းချက်ကနေတိုကိုထိသွားခဲ့ပြီးကိုမီချာကိုရာကိုဆွဲထုတ်လိုက်ပြီးမြမီနာတိုဂျိတ်ပိတ်ထားခဲ့တဲ့အိတ်ဆိုင်စီးကြောင့်ထုတ်ယူလို့မရပဲဖြစ်သွားခဲ့ပါတယ်ဘာကောင်ပဲဖြစ်ဖြစ်နေတိုကတော့ထုံးစံတိုင်းဘာမှစဉ်းစားမနေပဲရှေ့ဆုံးကနေပြေးဝင်သွားတဲ့အကြောင်းချက်ချင်းအဖမ်းခံလိုက်ရတဲ့အတွက်အာနန်နီတီရဲ့ဆာစကဲကလည်းဘာမှမတက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်အဲ့အချိန်သူတို့အနားကိုပြန်ရောက်လာတဲ့ဂျီဝါရီယာကလည်းရုတ်တရက်နေတိုအဖမ်းခံရတာကိုမြင်လိုက်ရပြီးရာစင်ကန်တုံးလိုက်တဲ့ဘရိုတိုကိုပါတွေ့လိုက်ရပါတယ်ဒါကတော့ဘရိုတိုအပိုင်း46ဖြစ်ပြီးအပိုင်း49ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်